မင်္ဂလာပါကျွန်တော်တို့အသက်တစ်ချိန်ရှူလာတိုင်းထိုအောက်ဆီဂျင်ဟာဘယ်ကလာလဲဆိုတာကိုစဉ်းစားဖို့ပါလားလူများစုကတက်တော်တွေလို့ထင်ကြပေမဲ့တကယ်တော့ကျွန်တော်တို့ရှူသွင်းနေတဲ့အောက်ဆီဂျင်ရဲ့50%ကနေ80%ထိကိုသမုဒ္ဒရာတွေကထုတ်လုပ်ပေးနေပါသမုဒ္ဒရာဟာကမ္ဘာကြီးရဲ့အဆုတ်ဖြစ်သလိုရာသီဥတုပြောင်းလဲမှုကိုတိုက်ဖျက်ရမှာလည်းဒီခါကျတဲ့အခန်းကဏ္ဍရှိနေပါတယ်ကမ္ဘာမြေပြင်ရဲ့81%ကိုဖုံးလွှမ်းထားတဲ့သမုဒ္ဒရာဟာပတ်လန်းစနစ်တစ်ခုလိုအလုပ်လုပ်ပြီးအီကွေတာကအပူတွေကိုဝေရိုးစွန်းနေစီတည်ဆောင်ကမ္ဘာအပူချိန်ကိုမျှတအောင်ထိန်းညှိပေးပါတယ်။ဒါအပြင်သမုဒ္ဒရာလေထုထဲကထက်ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုအစာပေါင်း50ပိုမိုစုပ်ယူထားနိုင်ပါတယ်။သမုဒ္ဒရာထဲမှာကာဗွန်တွေကိုအထီးအောင်ဆုံးစုပ်ယူပေးနေရကတော့ပင်လယ်မြက်တွေပဲဖြစ်ပါတယ်။သူတို့ဟာပင်လယ်ချမ်းပြင်ရဲ့3.2%လောက်ပဲရှိပေမဲ့နှစ်စဉ်သမုဒ္ဒရာအတွင်းရှိကာဗွန်10%ကိုစုပ်ယူပေးနေရပါပိုပြီးအံ့ဩဖို့ကောင်းတာကပင်လယ်မြက်တွေဟာကုန်းပေါ်ကမိုးတစ်တော်တွေထက်ကာဗွန်ကို35ဆပိုမိုမြန်ဆန်စွာဖမ်းယူနိုင်စွမ်းရှိလာပါပဲဒါပေမဲ့အဲ့ဒီအဖိုးတန်တဲ့အပင်တွေဟာပျောက်ကွယ်လူနီးပါးဖြစ်နေပါပြီကမ္ဘာတဝန်းမှာမိနစ်30တိုင်းဘောလုံးကွင်းတစ်ကွင်းစာပင်လယ်မြက်ခင်းတွေပျက်စီးနေရပါတယ်အပူချိန်မြင့်တက်လာမှုမုန်တိုင်းများနဲ့တင်မောကြောက်ဆူးတွေကြောင့်သူတို့ရဲ့ရှင်သန်မှုဟာချိတ်ချောက်ခံနေရပါပြီအင်္ဂလန်နိုင်ငံမှာဆိုရင်ပြီးခဲ့တဲ့ရာစုနှစ်တစ်ခုအတွင်းမှာသူတို့ရဲ့ပင်လယ်မြက်90%ကျော်ကိုဆုံးရှုံးခဲ့ရပါတယ်။ကံကောင်းတာကတော့ကမ္ဘာတဝန်းမှာကယ်ဆယ်ရေးလုပ်ငန်းတွေစတင်နေပါပြီ။ဝေလပြည်နယ်ကဆွမ်စီတက္ကသိုလ်ဘွဲ့ဟာမျိုးစေ့ပေါင်းတသန်းကိုစိုက်ပျိုးခဲ့ကြသလိုကင်ညာနိုင်ငံမှာလည်းကာဗွန်ခရက်ဒစ်ရောင်းချပြီးပင်လယ်မြက်ခင်းတွေကိုထိန်းသိမ်းနေကြပါတယ်။ပြန်လည်စိုက်ပျိုးထားတဲ့ပင်လယ်မြက်1ဟက်ကာကကုန်းပေါ်ကတစ်တော့10ဟက်ကာနဲ့ညီမျှတဲ့ကာဗွန်ကိုဖမ်းယူပေးနိုင်တာကြောင့်ဒါဟာအလွန်ထိရောက်တဲ့ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ပါတယ်။သမုဒ္ဒရာဟာကျွန်တော်တို့အားလုံးရဲ့အနာဂတ်အတွက်အသက်သွေးကြောဖြစ်ပါတယ်။ပင်လယ်မြက်ခင်းတွေနဲ့သမုဒ္ဒရာဂေဟစနစ်ကိုထိန်းသိမ်းခြင်းကကမ္ဘာကြီးကိုကယ်တင်ခြင်းပဲဖြစ်ပါတယ်။